အိုခြင်းဆိုတဲ့တရားတွေကနှုတ်ပြုမှုအလုံးကိုဖျက်ဆီးသွားကြတယ်နော်မိဟာတောကိုလောင်ကျွမ်းပြီးတော့တောကြီးတစ်ခုလုံးကိုဒီလောင်ကျွမ်းဖျက်ဆီးလိုက်တယ်လို့အိုခြင်းတရားလူရဲ့နှုတ်ပြုမှုတွေအလုံးကိုဖျက်ဆီးဖြစ်တယ်တဲ့ကရောဟိပင်စာလမမေတ္တဝါကြငါပြောတဲ့အတိုင်းမင်းလိုက်ပြီးတော့လုပ်ပါမာဂာတိကမ္မနိရိပပတ္တိယငရဲကြမဲ့အကုသိုလ်အလုပ်တွေကိုမင်းမလုပ်ပါနဲ့ငါပြောတဲ့စကားနားထောင်ပါလို့စိတ်တယတိကအတိတ်ဘဝကသူ့ညီနော်ဒီဘဝမှာတော့သူတို့ဟာညီကိုမတော်ကြဘူးသို့တော့အတိတ်ဘဝကသူ့ညီဆုံးမတာဆုံးမတဲ့အခါကျတော့ကြည့်တယ်နော်ဘုရင်ကြီးကဘာပြန်လျှောက်တုံးဆိုအတ္တာဟိသစ္ဆံဝဆနံတဝေတံရှင်သိပြောတဲ့စကားဟာမှန်ပါတယ်တဲ့ဟုတ်တယ်သိရမယ်ဆိုတာမှန်ပါတယ်တဲ့လူတွေဟာယထာဣတိဘာတတိဝဧဝမေတ္တာရှင်သိပြောတဲ့အတိုင်းလုံးဝမှန်တယ်တဲ့မှန်တယ်ကာမသမေတန္တိအနပ္ပရူပါတေဒုစနာမာရိတေနဘိက္ခုအရှင်ဘုရားတဲ့တပည့်တော်ပိုင်ဆိုင်တဲ့ဟာတွေကနဲတာမှမဟုတ်တာတဲ့တပည့်တော်အနေနဲ့အဲ့ဓာတွေကိုစွန့်ပစ်ဖို့ခက်တယ်ဗျာဘုရင်ယာတုလည်းစွန့်ပစ်ဖို့ခက်တယ်မိသားစုကိုလည်းစွန့်ဖို့ခက်တယ်သူပိုင်ဆိုင်တာတွေကိုလည်းစွန့်ပစ်ဖို့ယာတုအာနာစည်းစိမ်ဥစ္စာဒါတွေကိုစွန့်ဖို့ဆိုတာအလွန်ခဲနေပေါ့ရှင်ဘုရားပြောသလိုဒီသိချင်းတရားဆိုတာကြုံတွေ့ရမယ်ဆိုတာသူနားလဲပါတယ်တဲ့ဒါပေမဲ့လို့တွေးလိုက်တိုင်းကြောချမ်းစရာဒါတွေစွန့်ရမယ်ဆိုရင် तू ဘယ်လို့မှမစွန့်နိုင်ဘူးတဲ့ဥပမာမဲ့တဲ့ညွန်ထဲမှာနစ်နေတဲ့ဆင်ကြီးတစ်ကောင်ဟာထိုညွန်ကနေယုံထွက်ဖို့ရခက်တယ်လို့ပဲအဲ့တော့ညွန်ဆိုတာစဉ်းစားကြည့်နော်တကယ်တောနဲ့ကြီးတွေထဲမှာကြည့်လိုက်လို့ရှိရင်တော့မြက်ခင်းပြင်ကြီးလို့ဘာလို့ထင်ရတယ်အဲ့ဒီထဲမှာအမတ်တမဲ့ဆင်းမိလိုက်လို့ရှိရင်လှုပ်လိမ့်မြုပ်လိမ့်လှုပ်လိမ့်မြုပ်လိမ့်ပဲယုံထွက်လို့မရတော့အဲ့ဒါလို့ညွန်ဘွက်အိုင်ကြီးတွေဟာတောကြီးတွေထဲမှာရှိတတ်တယ်ပေါ့အဲ့တော့မစင်မကျင်သွားရှောက်လန်းလိုက်လို့ဆင်တကောင်ဟာအဲ့ဒီညွန်နဲ့ကျသွားလို့ရှိရင်တဖြည်းဖြည်းမြုပ်နောက်ဆုံးမှသိဆုံးသွားတာယုံထွက်လို့မရတော့နွန်နဲ့မြုပ်တယ်ဆိုတာအဲ့ဒါမျိုးပြောတာနော်တောထဲမှာရှိတဲ့ညွန်ဘွက်ကြီးထဲမှာမြုပ်သွားအပေါ်ယံကြည့်လိုက်ရင်မြက်ခင်းကြီးလို့ရှိတယ်သူကမြက်ပင်နေပေါက်နေတယ်အဲ့ဒီလိုသူဟာလည်းပဲကာမဂုဏ်အာယုန်တွေကယုံထွက်နိုင်စွာမရှိပါဘူးတဲ့ဒါကြောင့်မို့ဖြစ်နိုင်တာလေးတခုသူမားစားပါဘာလို့ဆိုရင်ယထာပိမာတာသပိတာသပုဒ္ဒံအမေနဲ့အဖေကသူ့သားကိုကျင်နာတဲ့နှလုံးသားနဲ့ဆုံးမဩဝါဒပေးသလိုတဲ့နော်အနုတာတရေကိန္တိဒုက္ခိဝေယဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်တယ်ဘယ်လိုနေမှချမ်းသာဒုက္ခရမယ်ဆိုတဲ့ဆုံးမဩဝါဒပေးသလိုတဲ့ဧဝံပိမံတွန်အနုတတဗန္တိအရှင်ဘုရားလည်းပဲတပည့်တော်ကိုအဲ့ဒါလို့ဆုံးမပါတဲ့ယထာစိရံပစ္ဆဒုက္ခံဘဝေယံတမလွန်ဘဝမှာတပည့်တော်ဘယ်လိုကောင်းရသူဂတိဘုံတွေရောက်နိုင်တယ်ဘယ်လိုချမ်းသာဒုက္ခရောက်နိုင်တယ်ဆိုတာလေးကိုတပည့်တော်နီလံပေးပြီးတော့ဆုံးမဩဝါဒပေးခဲ့ပါတဲ့အရှင်ဘုရားလို့ယသိဝုဖို့ဆိုတာမဖြစ်နိုင်သေးဘူးလို့ပြောတာနော်အခုလေကြည်ပါလားမေးကြည့်သင်္ကန်းဝကြမလားဆိုရင်မဖြစ်သေးပါဘူးနော်အဲ့တော့ရုံးမထွက်နိုင်သေးဘူးလို့ဆိုတယ်နော်ရုံးမထွက်နိုင်သေးဘူးဆိုတော့စိတ်ဓာတ်ရဲ့သေးကြီးကဘာပြောတော့ဆိုပြန်ပြီးတော့ပြောတယ်နောစေတုဝံဥဒဟေစနေနာကာမေဣမေမနုတကေပဟတောဟုတ်ပြီဒီလူဘဝမှာရရှိထားတဲ့စီးစိမ်ဥစ္စာယာတုခုံသိန်းတွေကိုမင်းရှင်မင်းကြီးမစွန့်နိုင်ဘူးဆိုလို့ရှိရင်တဲ့ဘာလုပ်ရမလဲဓမ္မိန်ပလိန်ပဋ္ဌပယံတုရာသအဓမ္မကာရောတဝမာဟုရတိဆုံးမလားအခွန်ကောက်တဲ့အခါမတရားပဲနဲ့အခွန်မကောက်နဲ့တဲ့တိုင်းသူပြည်သားတွေပေါ်မှာမတရားတဲ့အခွန်ကောက်တွေနဲ့မကောက်နဲ့တဲ့မင်းဆိုးရာဇာတွေရှေးထုံးတိုင်းပဲ10ဘုတ်တဘုံအခွန်ကောက်တာမျိုးပေါ့နော်10ဘုတ်တဘုံဆိုတာစဘာ10တင်းရရင်တတင်း10ဘုတ်တဘုံပဲအခွန်ကောက်ပါတဲ့ထုံတန်းဆင်လာရှိတဲ့အတိုင်းသာလုပ်ပါ
တရားသဖြင့်မဲ့ခွန်ကောက်ပါအတ္တမကာရောတဝမာဟုရထေတင်မင်းကြီးရဲ့နိုင်ငံမှာတဲ့အစင်လာလိုက်နာကျင့်သုံးတဲ့တရားဓမ္မတွေမတရားမှုတွေရှင်မင်းကြီးရဲ့နိုင်ငံမှာမဖြစ်ပါစေနဲ့အဲ့ဒါအလွန်အရေးကြီးတဲ့ဆုံးမချက်ပဲသူကနော်မတရားမှုတွေဖြစ်စေနဲ့စကြဝဠာမင်းကြီးကသူ့သားကိုယာတုလွှဲအပ်တဲ့အခါသူကပြောသွားတာမာတေတာတဝိစီတေအာရမကာရောပိုတေထားတယ်ငါသားမင်းနိုင်ငံမှာမတရားမှုတွေမဖြစ်စေနဲ့အဲ့ဒါကိုမင်းနိုင်အောင်ထိန်းဒါမှားတယ်နော်အခုလည်းပဲစိတ်ဓာတ်ယသိကနေပြီးတမ္မုဒ္ဒဘုရင်ကြီးကိုမှားတယ်နော်တမ္မုဒ္ဒဘုရင်ကြီးကိုအတ္တမကာရောတဝမာဟုရထေတဲ့နိုင်ငံမှာတဲ့တရားမဲ့လောက်ရတည်မဖြစ်စေနဲ့ပါတရားဥပဒေနဲ့ဆန့်ကျင်တဲ့လောက်ရတည်မဖြစ်စေနဲ့တဲ့နောက်တစ်ခါဒုတာဝိဒဝန္တိထိတာစတတ်သောနိမန္တကသမဏဗြဟ္မဏနာတိအာနေနပန္နေနဥပဋ္ဌာတုစတေနသေနာသနပစ္စေနဝဋ္ဌေနသေနာသနပစ္စေနစာအရာလေးမျက်နှာကိုဒီတမန်တော်တွေလွှတ်လိုက်ပါတဲ့သူတော်ကောင်းတွေရှိတဲ့နေရာတွေရှာဖွေပြီးတော့အဲ့ဒီသူတော်ကောင်းတွေကိုပင့်ဖိတ်ပါတဲ့ပင့်ဖိတ်ပြီးတဲ့အခါမှာထမင်းခဲပွဲအဖျော်ရမကနေစရာထိုင်စရာတွေနဲ့သူတို့ကိုလှူပါတမ်းပါနော်သူတော်ကောင်းတွေရှိတဲ့နေရာတွေကိုလိုက်လံထောက်လန်းစုံစမ်းဘယ်နေရာမှာသူတော်စင်တွေရှိတဲ့သူတော်စင်တွေကိုရှေ့ရတော့ရှားတာကိုနော်သူတော်စင်တွေကိုလိုက်ရှာပြီးတော့အဲ့ဒီသူတော်စင်တွေကိုလှူပါတမ်းပါတဲ့အန္နေနပန္နေနပတနာစိတ်တော်တန်တပယသမဏဗြဟ္မဏိစာအကျင့်ကောင်းတဲ့သမဏဗြဟ္မဏတွေကိုတဲ့ထမင်းအဖျော်စသည်ဖြင့်ကြည်နူးတဲ့သရာစိတ်နဲ့လှူဒန်းမှာပေးကမ်းမှာဓတ္တဝါစဗုဒ္ဓဝါစယထာနုဘာဝအနိန္တိတောသက္ကမုပေတိဌာနံကိုရလာတဲ့ပစ္စည်းဥစ္စာဆိုတာတဲ့လှူလဲလှူစားလဲစားတဲ့ကိုယ်အတိုင်းအတာတစ်ခုနော်စားဖို့ကြီးပဲမကြံနဲ့တဲ့လှူလဲလှူစားလဲစားကိုယ်စွမ်းအားရှိသလောက်အဲ့ဒီလိုကုသိုလ်ကောင်းမှုလည်းလုပ်မယ်ဆိုရင်အနိန္တိတောတဲ့လူလောကမှာလည်းပဲအခက်ရမခံရဘူးတဲ့မခံရတဲ့အပြင်သေတဲ့အခါမှာသက်ကမုပေတိဌာနံကောင်းရန်သူဂတိဘုံကိုရောက်ပါတယ်အဲ့ဒီတိုင်းလိုက်နာကျင့်သုံးပါလို့ဒီလိုပြောတာနော်ဆုံးမပြီးတော့တတိပေးစကားလေးတခါဆိုခဲ့သေးတယ်ရှင်မင်းဆိုတာမျိုးကစိစိတ်ဥစ္စာတွေနဲ့ယာတုအာနာနဲ့အလုံးကမှန်ပါဖျားဆိုပြီးတော့ထားတော့ပြန်မပြောရတဲ့ပုဂ္ဂိုလ်ဆိုတော့မာမနာတွေမေလျော်မှုတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သစေစတံရာဇမထောတဟေယနာရိကနေဟိပရိစာရယန္တံဣမမေဝဂါထံမနတိကရောဟိဘာတိတိစေနံပရိတာယမစ္စေငါဂါထာတစ်ပုဒ်ပေးခဲ့မယ်တဲ့ဂါထာတစ်ပုဒ်ပေးခဲ့မယ်ရှင်မင်းကြီးတဲ့နော်မောင်မမိတ်တန်ချမ်းရံပရိသတ်တွေနဲ့စံပယ်ကွန်မြူပြီးတော့နေတဲ့အချိန်မှာမန်ရစ်မှုတွေများကိုယ်စိတ်ထဲမှာပေါ်ငါကွငါလို့ပြီးရင်ရှိသေးလားလို့ဆိုပြီးတော့ကိုယ့်ကိုအထင်ကြီးတဲ့စိတ်ဝင်လာလို့ရှိရင်တဲ့အခုသင်ပေးတဲ့ခါတာလေးကိုနှလုံးသွင်းလိုက်ပါတဲ့နော်သင်ပေးထားတဲ့ခါတာလေးကိုနှလုံးသွင်းလိုက်ပါပရိသတ်ကြားထဲမှာလည်းအဲ့ဒီခါတာလေးကိုမပြတ်ရွတ်ပြပါကိုယ်ကလူတွေကတော့ကိုပြောက်ဂါထာတို့ဘာတို့ကြတော့လိုချင်တယ်ပေါ့နော်ကိုပြောက်အောင်အဲ့တော့ဒီမှာဒီဂါထာလေးကိုရေးပေးထားတာကြက်ချင်ရင်လည်းဒီဂါထာလေးကြက်ထားဒီဂါထာလေးရဲ့အဓိပ္ပာယ်ကဘာတော့ဆိုသူကဘဝကိုမမေ့ဘူးသင်ပေးထားတယ်အဘောကာတသယောဇန္တုဝဇန္တယာခိရပါယိတောပရိကိနောသူဝါနေဟိသစ္စာရာဇာတိဂုစတိထုံးစံတဲ့ဘဝတုန်းကသူတို့နေစရာအိမ်မရှိဘူးနော်အမိုးအကာမရှိတဲ့နေရာမှာခြုံကြားလေးတွေမှာထိုးပြီးဒီတိုင်းနေကြတာနော်အဘောခါတာလွင်ပြင်မှာနေရတာခွေးတွေနေတယ်လို့ပဲသပင်ရိပ်လေးအောက်မှာအဲ့ဒါလိုနေကြတာသူ့ဘဝအဘောခါတာတယောဇန္တုဝဇန္တာခိရပါယိတောအမေကတောထဲမှာရှာသွားတဲ့အခါကျတော့ခွေးတွေနဲ့အတူတူခွေးသက်အုပ်မကြီးရဲ့နှုတ်ကိုစုပြီးတော့ခွေးလေးတွေနဲ့အတူတူမြေကြီးပေါ်မှာအိတ်ခရတာတဲ့
ဒွန်းဆန္ဒဘဝမှာနော်အဘောကာတသယောစန္တုအမိုးခါမရှိတဲ့လဟာပြင်မှာနေခဲ့ရပြီးတော့ခွေးနှုတ်ဆုခဲ့ရတယ်ပရိကိဏ္ဏသူဝါနေဟိခွေးတွေနဲ့လူပြီးထမင်းစားခဲ့ရတယ်ခွေးစက်ခွက်နားမှာနေခွေးတွေနဲ့အတူတူအိတ်ခွေးနှုတ်ဆုခွေးကြွေးတာတွေနဲ့ရောစားသစ္စာရာဇာတိဟောစတိအဲ့ဒီလိုဘဝကနေပြီးဒီကနေ့ကျတော့ဘယင်လို့ခေါ်နေတာပါကွာတဲ့မင်းတစ်ချိန်လုံးကခွေးတွေနဲ့တူထမင်းစားလာတဲ့ကောင်အဲ့ဒီလိုပြောတာနော်အတိတ်ဘဝကိုပြန်ပြောတာသူတို့ဒွန်းဆန္ဒဖြစ်တဲ့အချိန်တုန်းကအမေကြီးကမအားတော့သူ့ကိုခွေးတွေကြားထဲထားပစ်ခဲ့တာပဲအဲ့တော့ငယ်ငယ်လေးဆိုခွေးနှုတ်လည်းဆိုးလိုက်တာပေါ့ခွေးလေးတွေနဲ့တောင်တက်မြောက်တက်သူလည်းအဲ့ဒီမှာပဲအိပ်ရတာခွေးတွေနဲ့တူတူအိပ်ပြီးတော့ခွေးနှုတ်ဆုပ်အဲ့ဒီလိုခွေးတွေနဲ့တူတူအိပ်ခွေးတွေနဲ့တူတူစားပြီးတော့နေရတဲ့ဘဝကဒီကနေ့ကျမှဘယင်လို့ခေါ်နေတာပါဆိုတာလေးကိုမင်းတတိထားပြီးဒီခါတာလေးကိုမျက်မှတ်ပြရွတ်ပါတဲ့အဘောကာတသယောစန္တုဝဇန္တာခိရပါယိတောပရိကိဏ္ဏသူဝါနေဟိအစ္ဆရာဇာတိဟောစတိအမိုးကမရှိတဲ့လွင်ပြင်မှာနေပြီးကြီးရတယ်နော်ခွေးမကြီးရဲ့နှုတ်ကိုစုပြီးတော့ခွေးကလေးတွေနဲ့တူတူနေရတယ်အဲ့ဒီလူကခဏကြတော့ဘယင်လို့ပြောနေတာပါလို့ဆိုတာကိုမင်းအမြဲတတိထားပြီးရွတ်ပါလို့အဲ့ဒီလိုသွန်သင်ပြသပြီးတော့ယသိကကောင်းကင်ပြန်တက်သွားတယ်အဲ့ဒီကြတော့မှသူဟာထိတ်လန့်တုန်လှုပ်သွားပြီးတော့တမ္ဗုဒ္ဓဘယင်ကြီးဟာချက်ချင်းပဲစီမံလုပ်ပြီးသာသမီတွေအကုန်လုံးထိနှံစည်းစိမ်လွှဲပြီးတော့သူဟာထိုယသိရှိတဲ့ဘက်ကိုဟိမန္တာဘက်ကိုလိုက်သွားတယ်လိုက်သွားပြီးသူလည်းယသိဝတ်တယ်ပေါ့ယသိဝတ်ပြီးတော့သူ့အကိုစိတ်ဓာတ်ယသိကသင်ကြားပေးတဲ့အတိုင်းကျင့်ကြံကြိုးကိုအားထုတ်တော့ညီကိုနှစ်ယောက်စလုံးဟာယသိဘဝမှာတရားဓုတရားမြတ်တွေဇံပင်ရှင်တွေရပြီးနောက်ဆုံးမှာပြမပြေရောက်သွားကြတယ်ဒါကံတရားနဲ့တန်တရားဘဝများကံတရားအကျိုးပေးတဲ့အတိုင်းတန်တရားဘဝမှာကောင်းတာလုပ်ရင်ကောင်းတာအကျိုးရတယ်မကောင်းတာလုပ်တော့မကောင်းတာအကျိုးရတယ်ဒီလိုတန်တရားဘဝထဲမှာကျင့်ပြီးနေကြတဲ့ဘဝတွေဟာအလွန်များတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်တတမ္ဗုဒ္ဓဘဝမှာစိတ်တနဲ့တမ္ဗုဒ္ဓတို့ရဲ့ဘဝဇာကြောင်းကိုနာယူမှတ်သားကြပြီးတော့ကံတရားရဲ့ဆံပြားပုံနဲ့တန်တရားဘဝများအခုလိုကျင့်နေကြရတယ်ဆိုတာကိုစီတတိတံဝေကဖြစ်ပွားပြီးကုသိုလ်တရားကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း